အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါပြောပြပေးမှာကတော့ကျွန်တော်တို့ဒီ business လုပ်ငန်းအနေအတွက်ပေါ့နော်AI assistant လို့ပုံစံမျိုးပေါ့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဆိုင်တစ်ဆိုင်မှာပေါ့နော် order မှားလိုက်တယ်ပေါ့ဒါပေမဲ့ပုံမှန်ဆိုရင်ကျွန်တော်တို့ Messenger Facebook Messenger တို့တခြား Telegram တို့မှာဆိုရင်လည်းဒီတိုင်းပဲပြန်ပြီးတော့reply ပြန်ပေးနေတဲ့ AI နေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းကိုအသေးစိတ်သိပြီးတော့ reply ပြန်ပေးနိုင်တဲ့ AI assistant လိုမျိုး customer service ပေးနိုင်မဲ့သူမျိုး AI မျိုးကကျွန်တော်မတွေ့ရသေးဘူးပေါ့နော်လောလောဆယ်မှာအခုတခါကျွန်တော်လုပ်ပြပေးထားတာကတော့ coffee shop အနေနဲ့ပေါ့နော်လုပ်ပြပေးထားတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမြင်နေရတဲ့အတိုင်းcoffee shop နဲ့ပတ်သက်တဲ့ data တချို့ကိုကျွန်တော်ထည့်ထားပေးတယ်အဲ့တော့ကျွန်တော်တို့မှာရှိတဲ့ AI ကနေပြီးတော့ဒီ coffee shop ရဲ့ data တွေကိုသွားဖတ်ပြီးတော့ခါကြတော့ကျွန်တော်တို့ရဲ့ဒီမှားလိုက်တဲ့နေရာကို reply ပြန်ပေးမယ်ပေါ့နော်ဥပမာထားပါတော့ Facebook ကလာတာဖြစ်စေဒါမှမဟုတ် Telegram ကနေပြီးတော့ message ပို့တာဖြစ်စေပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ပုံမှန်အတိုင်း auto reply နေမဟုတ်ဘဲနဲ့ AI ကနေပြီးတော့လူတစ်ယောက်လိုကျွန်တော် reply ပြန်ပေးမှာပေါ့နော်ဒီ coffee ဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူ data ကိုဖတ်ပြီးတော့ auto reply ပြန်ပေးမယ်ဒါပေမဲ့လူသားတစ်ယောက်လိုဖြစ်သွားမယ်ပေါ့အဲ့လိုဟာလေးကိုကျွန်တော်လုပ်ပြပေးထားတယ်ပေါ့နော်အဲ့တော့workflow အနေနဲ့ဆိုရင်ဒီလိုပုံစံမျိုးရှိရပေါ့ကျွန်တော် Facebook အတွက်လည်းရှိမယ် TikTok message တွေအတွက်လည်းရှိမယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်ဒီ Telegram ပေါ့နော်ဒီ Telegram နဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ထားတယ်ဘယ်လိုလဲဆိုတော့ Telegram ကနေပြီးကျွန်တော်တို့ user တယောက်က message ပို့လိုက်မယ်သူ coffee အကြောင်းမှားလိုက်မယ်ပေါ့နော်မှားလိုက်တဲ့ coffee နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ဒီ AI agent ရဲ့ chat model တွေနောက်ပြီးကြတော့ကျွန်တော်တို့ရဲ့ဒီ chat memory တွေကနေပြီးတော့မှတ်ထားပြီးတော့ခါကြတော့ကျွန်တော်တို့ဒီမှာလာပြီးတော့reply ပြန်ပေးမယ်ပေါ့နော်ဒါပေမဲ့တခုရှိတာ reply ပြန်ပေးတာ auto reply လိုပုံစံမျိုးတွေမဟုတ်ဘဲနဲ့ပြောရမယ်ဆိုရင်တော့လူသားတယောက်အနေနဲ့ပြန်ပြောပေးတယ်ပေါ့နော် sales assistant ပုံစံမျိုးနဲ့ပြန်ပြောပေးတယ်ပေါ့ဒါ coffee ဆိုင်မှမဟုတ်ဘူးပေါ့နော်တခြားစီးပွားရေးလုပ်ငန်းတွေဥပမာ hotel နဲ့ပတ်သက်တဲ့လုပ်ငန်းတွေ booking တင်တာတွေပေါ့နော်နောက်ပြီးတခြားဒီ restaurant နဲ့ပတ်သက်တဲ့ပုံစံမျိုးတွေမှာလည်းအကုန်လုံးမှာသုံးလို့ရတယ်ပေါ့နော်ပုံမှန်auto reply နေမဟုတ်တော့ဘဲနဲ့လူသားတယောက်အနေနဲ့ reply ပြန်ပေးတဲ့ပုံစံမျိုးပေါ့နော်24နာရီပတ်လုံးကိုအိတ်နေအောင်မှာသူကကိုယ်ဆိုင်မှာခန့်ထားတဲ့ဝန်ထမ်းလိုမျိုးပေါ့နော်အမြဲတမ်းပြန်ပြီးတော့သူပြောပေးနေလိမ့်မယ်ပေါ့နော်ဒီကိုလုပ်ငန်းရဲ့ data တွေကိုသူပေးထားလိုက်တာ ਨੇ ထားပါတော့ကျွန်တော်ဒီဘက်မှာဆိုရင်လည်းဒီ coffee shop နဲ့ပတ်သက်တဲ့ data တွေပေါ့နော်ဘယ် coffee ကဘယ်ဈေးရှိတယ်ဆိုတဲ့ဟာတွေကိုပေးထားလိုက်ပြီဆိုတာ ਨੇ သူကနေပြီးတော့သူကလည်းသူအချိန်တိုင်းမှာပေါ့နော်ဒီဟာကိုတော်ဖတ်ပြီး customer က message ပို့တဲ့အတိုင်းကိုဖတ်ပြီးတော့သူက auto reply ပြန်ပေးနေပါလိမ့်မယ်အဲ့တော့ဒီဟာတခုကိုစမ်းပြရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ mobile မှာဆိုရင်ကျွန်တော် Telegram ကနေပြီးတော့စပြီးတော့ message ပို့မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ auto အလိုလျောက်ပေါ့နော်ဒီမှာလာပြီးတော့ပြန်ပြီး reply ပြန်ပေးတယ်ဒီ menu တွေကနေကြားနေတဲ့ဒီပြောရေးပါညာပေါ့နော်ဒါကတော့လောလောဆယ်ကျွန်တော်စမ်းထားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလာပြီးတော့စာတစ်ခုရိုက်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်သူ့ဘက်ကနေဘယ်လိုပြန်ဖြည့်ပေးမလဲပေါ့နော်ဟိုဘက်ကနေကျွန်တော်တို့လူကနေပြီးတော့ reply ပြန်ပေးနေစရာမလိုဘူးဗျာဒီမှာဆိုရင်ကျွန်တော်တို့ကတော့ကျွန်တော်တို့ data ဒီ coffee ဆိုင်ဆိုလဲ coffee ဆိုင်စားတော့ဆိုင်ဆိုလဲစားတော့ဆိုင်ရဲ့ data တွေထည့်ပေးထားလိုက်မယ်ပြောပြထားလိုက်မယ်ဒါဆိုသူ့ဘက်ကနေဒီလို reply ပြန်လာတယ်အဲ့ဆိုရင်ဒီမှာသူရှိနိုင်တဲ့ရနိုင်တဲ့ဟာတွေကိုထည့်ပေးထားရပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒီ Excel ဘက်မှာdata သွင်းထားတာနဲ့ဆိုင်တယ်ပေါ့နော်အဲ့ထဲကနေပြီးတော့သူကထုတ်ပြီးတော့ပြန်ပြပေးတယ်အဲ့တော့ကျွန်တော်ကဒီမှာလာပြီးတော့ latte coffee တစ်ခွက်မှာလိုက်မယ်ပေါ့နော်ဒါအရင်ဆုံးမေးကြည့်လိုက်တော့ဒါဒီမှာဆိုအဲ့ရတယ်ပေါ့နော်သူ့ရဲ့ဈေးနှုန်းကဒီလောက်ပါဆိုပြီးတော့ပြောထားတယ်အဲ့ဒါကိုမှသူကအပူလားအေးလားလဲရွေးပေးခိုင်းတယ်ပြီးကြရင် regular လား large လားဆိုတာလဲရွေးခိုင်းတယ်ပေါ့နော်အဲ့ဒါကျွန်တော်ကနေပြီးတော့ဟုတ်ပြီအပူကိုမှကျွန်တော်က large နဲ့ရွေးလိုက်ပါပေါ့နော်အဲ့တော့ဒီလိုလေးပို့ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်သူ့ဘက်ကဘယ်လိုပြန်မလို့ဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်မယ်အဲ့တော့ဒီမှာသူပြန်ပြောတယ်ဒီရတယ်ပေါ့နော်တစ်ခွက်နောက်ပြီးတော့အချိုတက်ကိုဘလောက်တရားဆိုရွေးချယ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြပြထားတယ်ဘလောက်ပမာဏထည့်ပေးရမလဲဆိုတော့လည်းသူထပ်ပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနေပြီးတော့ဟုတ်ပြီအချိုတက်ကိုကျွန်တော်0% လို့ပြောလိုက်မယ်နောက်ထပ်တော့50% ပေါ့နော်ကြည့်ကောင်းဒါဆိုတော့သူပါထပ်ပြီးတော့လောက်ပြပေးမလဲပေါ့နော်အဲ့တော့ဆိုရင်တော့သူကဘယ်နှခွက်မှမလဲလို့ပြောတယ်ဟုတ်ပြီအဲ့ဒါအောင်မှသူဒီမှာပေါ့နော်ပြပေးထားရအောင်နော် hot အပူကိုမှ large နဲ့ sugar 50% ပြီးတော့ဘယ်နှခွက်လဲလို့ပြောတယ်ကျွန်တော်2လို့မှားလိုက်မယ်
နှစ်ခွက်ပေါ့နော်နှစ်ခွက်မှာလိုက်မယ်ဒါဆိုရင် तू ကဘယ်လိုဆက်ပြီးတော့ဆက်ပြောပေးအောင်မလဲပေါ့နော်ဒီမှာအပေါ်ကအပိုင်းတွေကိုကျွန်တော်မှတ်မိဖို့အတွက်တော့ကျွန်တော် Postgres database ကိုသုံးထားတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ memory မှတ်မိအောင်လို့ပါနောက်မှဆိုဒီကောင်တွေကအပေါ်ကပြောခဲ့တဲ့ဟာတွေမှတ်မိမှာမဟုတ်ဘူးအခု2ဆိုဘယ်2မှမသိဘူးပေါ့နော်သူထပ်မှာခိုင်းနေလိမ့်မယ်အခုဒီမှာကျွန်တော်ကဒီမှာ2လို့ပြောလိုက်အောင်လေအပေါ်ကဟာတွေကိုသူ record ပြန်လုပ်သွားတယ်ပေါ့နော် copy ပြန်လုပ်ပြီးတော့ဒီမှာပြန်ပြပေးသွားတယ်အဲ့တော့ပစ္စည်းတွေကိုဘယ်သူနာမည်နဲ့မှားမှာလဲနောက်ပြီး phone number လေးတစ်ချက်လောက်လဲသူပြောခိုင်းတယ်အဲ့တော့ phone number ကျွန်တော်ထည့်ပေးပြီးတော့နာမည်ဘယ်သူလဲပေါ့နော်အဲ့ကျွန်တော်ဒီမှာကတော့နာမည်ကဒီလိုရေးလိုက်မယ်ပြီးကြ phone number ကိုလည်းကျွန်တော်ဒီလိုပဲပေးလိုက်ပါနော်လိုပဲပေးလိုက်မယ်ဒါပြောရမယ်ဆိုတော့ဗျာလူတယောက်ထိုင်ဆောင်နေစရာမလိုပဲနေပေါ့နော်သူ့အနေနဲ့သူကျွန်တော်တို့အဲ့နေအောင်မှာ reply auto ပြန်ပေးနေမယ်ကိုယ့်ရဲ့ data တွေကိုကြည့်ပြီးတော့ဘယ်ကအဆင်ပြေတဲ့ store ရှိတယ်ဘယ်ကတော့ store မရှိတော့ဘူးဘယ်ကဘယ်ဈေးဘယ်လောက်ဆိုတော့သူပြန်ပေးနေမှာပေါ့နော်အဲ့ဆိုဒီမှာဆိုရင်ကျွန်တော်မှားထားတဲ့ order အသေးစိတ်သူမှတ်ထားပြီးတယ်ပေါ့နော်အဲ့ဆိုဆိုင်ကိုလာယူမှာလားဒါမှမဟုတ်ရင် delivery လားပေါ့နော်အဲ့ဆိုကျွန်တော် cash on delivery ရလားမေးကြည့်လိုက်ပါနော်ကျွန်တော် cash on delivery ရလားလို့မေးလိုက်တယ်သူဘယ်လိုပြန်ဖြေမလို့တော့ကျွန်တော်လည်းမသိဘူးကျွန်တော်ဆိုရတယ်ပေါ့နော်အမှန်တဲ့ပစ္စည်းတွေကို Simon Dan ကတဲ့ငွေပေးချေမှုနဲ့ပို့ဆောင်တာတွေပြန်လည်တည်ပြုပေးပါမယ်လိပ်စာပြောခိုင်းတယ်ပြီးတော့ရင်တချို့ဒီငွေပေးချေမှုနဲ့ပတ်သက်ပြီးတော့အားတွေကိုကြတော့ဒီဆိုင်ဝင်နှန်းကိုလွှဲပေးမယ်ပေါ့နော်ဒါ order တင်ထားလို့ရသွားပြီအဲ့တော့ကျွန်တော်ဒီ process ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ကြည့်လိုက်တာ ਨੇ ကျွန်တော်တို့လူကိုယ်တိုင်ထိုင်ဆောင်နေစရာမလိုဘူးဗျာတည်ရမလားပုံမှန်ဆိုရင် customer service ဒါမှမဟုတ်ရင် customer တွေပြန်ပြောပြီးမှတည်းရောက်ရှိနေရတယ်ပေါ့နော်ဒီမှာဆိုရင်လာတဲ့ customer တွေကို तू ကနေပြီးတော့ကိုယ့်ရဲ့ဒီဆိုင်လုပ်ငန်းကိုယ့်ရဲ့လုပ်ငန်းကိုကြည့်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်း data တွေကိုကြည့်ပြီးတော့ तू ကအလိုလျောက်ပြန်ပေးနိုင်တယ်ပေါ့နော်ဒါအောင်မှကျွန်တော်မြန်မာလိုဘာသာပြန်တယ်မြန်မာလိုပြန်ပြောပေးနိုင်တဲ့AI ကိုသုံးထားရတယ်ပေါ့နော်အဲ့တော့ဒီမှာမှာယူလိုက်တဲ့အသေးစိတ် order တွေကိုလည်းကျွန်တော်တို့ database မှာတင်ထားပေးတယ်ပြီးသွားရင်လည်းအဲ့ဒါတွေကိုအချိန်မီပြန်ယူပြီးတော့စင်းစရာတွက်တာပါညာလို့လည်းရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အခုဒီ business AI chat assistant ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စမ်းပြပေးထားပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတွေရဲ့ဒီလုပ်ငန်းမှန်သမျှပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့ customer တွေ reply ပြန်ရတဲ့ကိစ္စမျိုးတွေ booking တင်တဲ့ဟာမျိုးတွေကိုပြန်ပြောပေးရတဲ့ကိစ္စမျိုးတွေမှာဒီ AI ကိုအသုံးပြုလို့ရလာပါလိမ့်မယ်ပေါ့နော်ဟုတ်ပုံမှန် reply ပြန်ပေးတဲ့ AI အဆင့်မှလည်းမဟုတ်ဘဲနဲ့လူတယောက်ကနေပြီးတော့ကျွန်တော်တို့ဒီ customer နဲ့ဒီဘက်ကအယောင်းနဲ့ဝန်ထမ်းနဲ့ပြောနေတယ်လို့ပုံစံမျိုးပြောပေးနိုင်တဲ့ AI assistant တခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကတော့ကျွန်တော်ဒါကိုစမ်းပြထားတယ်ပေါ့နော်ဒီ workflow ရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်စမ်းပြထားတယ်အဲ့တော့စိတ်ဝင်စားတဲ့လူတွေအနေနဲ့လည်းကျွန်တော်ကိုဒီ TikTok ရဲ့ chat box မှာဖြစ်ဖြစ်လာပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်